အလုံးမဲမင်္ဂလာပါဒီနေ့ထိုင်းရွှေက150အကြနဲ့ဈေးပိတ်သွားပါတယ်ဒီနေ့က9ရက်နေ့3လပိုင်း2025ခုနှစ်ညနေပိုင်းထိုင်းရွှေဈေးက150ကျပါတယ်96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေခဲဈေးဆိုင်ကရောင်းတဲ့ဈေးက46,000နဲ့မှ900ဆိုင်ကလက်ခံတဲ့ဈေးက46,000နဲ့မှ400လက်ဝိရဏဈေးနှုန်းတွေကဆိုင်ကရောင်းတဲ့ဈေးက49,000နဲ့မှ300ဆိုင်ကလက်ခံတဲ့ဈေးက45,590.6နဲ့ပေါက်ဈေးရှိပါတယ်ကမ္ဘာရွှေတောင်စားကိုဒေါ်လာ2,919နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်ဒေါ်လာကိုထိုင်းမန်ငွေ33.66နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်ခ150ရှိပါတယ်လက်ခ PC ထိုင်းရွှေကတပတ်သားကို46,650နဲ့ပေါက်ဈေးရှိပါတယ်ဆိုင်ကလက်ခံတဲ့ဈေးကတော့46,400နဲ့ရာခိုင်နှုန်းပြန်မပြတ်ပဲဆိုင်ကပြန်ပြီးတော့လက်ခံပါပါလက်ဝိရဏရဲ့လက်ခတွေကတော့ဘန်ကောက်ထဲမှာတပတ်သားကို1,000ကနေ2,000ထိရှိနိုင်ပါတယ်မိမိဝယ်တဲ့အထည်ပေါ်မှာမူတည်တယ်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ကဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်ဒီနေ့လက်ဝိရဏတပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်က9ရာခိုင်နှုန်းဖြတ်ပြီးတဲ့ပြင်ကို43,000ကျော်စီနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်ထိုင်းရွှေခဲကိုစိတ်ဝင်စားလို့ဝယ်ခြင်းတဲ့သူတွေအတွက်လက်ကဈေးသက်သာတဲ့ဆိုင်ကိုလမ်းညွှန်ပေးပါမယ်ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကော့စခွဲမှာတွားပြီးဝယ်လို့ရပါတယ်တပတ်သားကိုလက်က150နှစ်ပတ်သားကိုလက်ခ200 5ပတ်သားထိဝယ်မယ်ဆိုရင်လက်ခအကုန်ကြမရှိပါဘူးထိုင်းရွှေစင်းငွေစည်းတွေကိုအများတန်းတင်ပေးပါတယ်ထိုင်းရွှေစင်းငွေစည်းတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ် like လုပ်ထားနိုင်ပါတယ်အားလုံးပဲမင်္ဂလာပါ